ယနေ့ခါမှာကျွန်တော်တို့ရွှေသေးတွေဈေးကြီးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တောတဲ့တောင်ထဲသွားရင်ဒီလိုရှောင်းမြောင်းတွေတွေ့လို့ရှိရင်တီတီရှာရှာကျွန်တော်တို့လေးလာကြည့်ပေါ့နော်ရွှေတွေတွေ့ကောင်းတွေ့နိုင်တယ်ပေါ့ဒါကတော့ကျွန်တော်တို့ရှောင်းမြောင်းနေပေးမှာရွှေရှာတဲ့ဗီဒီယိုလေးပေါ့နော်ကျွန်တော်ရွှေသေးတွေအရန်ကောင်းနေတာကို300ဒီနေ့ခါဈေးရွှေသေးအရန်ကောင်းနေတာရှောင်းမြောင်းနေတာသူကကြောက်တွင်းတနေရာမှာသူကအတည်းရေတွေကိုခတ်ထုတ်ပြီးတော့သူကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အင်ဝိုင်းနဲ့ထည့်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ရွှေကျင်တာပေါ့ရွှေကျင်တဲ့နီးပညာဗီဒီယိုလေးပါရှောင်းမြောင်းနေတွင်ပြရှာလေးလေ့လာကြည့်ပါလို့အကြံပြုချင်ပါတယ်ရွှေသေးတွေကကောင်းနေရလေโอเคမြောင်းရမိုက်နေတော့ဘယ်တော့ရေတွေကလည်းပေါ်ရှီရှိုးကျင်လိုက်တာသူလှည့်ထုတ်တယ်တခြားလေးဒါကတော့ရွှေရတော့ကျွန်တော်လည်းလောက်ကူတော့ Oh my god နည်းနည်းနုံမဟုတ်ပါလားအဲ့ဒါလောက်တောင်ချိရလား